ယာယီနီးပြမိုက်ကယ်ကာရစ်လက်ထက်မှာ၃ပွဲဆက်တိုက်အနိုင်ရထားတဲ့မန်ချက်စတာယူနိုက်တက်ဟာသူ့ရဲ့အသင်းဟောင်းစပါအသင်းကိုအိုးထရက်ဖို့မှာဧည့်ခံကစားသွားမှာဖြစ်ပါတယ်။အသင်းအခြေအနေမန်ချက်စတာယူနိုက်တက်ကာရစ်လက်ထက်မှာအာဆင်နယ်မန်စီးတီးနဲ့ဖူဟမ်းတို့ကိုအနိုင်ရပြီးယုံကြည်မှုမြင့်မားနေပါတယ်။လက်ရှိမှာအဆင့်၄နေရာကိုတက်လှမ်းထားနိုင်ပြီးဒီပွဲနိုင်ရင်အဆင့်၃တွင်ဝင်နိုင်ဖို့အခွင့်အရေးရှိနေပါတယ်။စပါနီးပြသောမတ်စ်ဖရန့်ရဲ့အသင်းကတော့ဒဏ်ရာရကစားသမားအများအပြားရှိနေပေမဲ့ပြီးခဲ့တဲ့ပွဲမှာမန်စီးတီးကိုတရေကစားပြီးအားတင်းထားပါတယ်။ဒါပေမဲ့2026ခုနှစ်အတွင်းလိဂ်နိုင်ပွဲရှာမတွေ့သေးပါဘူးဒဏ်ရာရလူစရင်မန်ယူဒီလိုက်ဒီလစ်ပက်ထရစ်ဒေါ်ဂူဒေါ်ဒိုနဲ့မေဆန်မောင်တို့ပါဝင်နိုင်မှာမဟုတ်ပါဘူး။စပါမက်တီဆင်ကူလူဆက်စကီရစ်ချာလီဆန်ကူဒုစ်အပါအဝင်အဓိကကစားသမား10ယောက်ဝန်းကျင်ဒဏ်ရာရနေပါတယ်။ဒါပေမဲ့ခရစ်ရှန်ရိုမဲယိုရော်မရောနဲ့ဗန်ဒီဗန်တို့ပြန်ပါလာနိုင်တာကအားသာချက်ပါမန်ယူအသင်းဟာလက်ရှိမှာပုံစံကောင်းရနေပြီးစပါအသင်းကတော့အဓိကလူစရင်းမစုံလင်တာကြောင့်အိုးထရက်ဖို့မှာမန်ယူကပဲအသာစီးရသွားဖို့များပါတယ်။